အားလုံးမင်္ဂလာပါအခုတလုံးမှာတော့ဗာမစ်မြေတွေကအယောင်းဝင်များဖြစ်နေတာကိုတွေ့ရပါတယ်ဗာမစ်မြေဝင်မယ်ဆိုရင်စာရေးစာတမ်းပြည့်စုံမှုကအရေးကြီးပါတယ်ဒါကြောင့်ဗာမစ်မြေဝင်မယ်ဆိုရင်ပါတင်တဲ့စာရေးစာတမ်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဗာမစ်မြေရဲ့ပထမဆုံးစာမျက်နှာမှာဆိုရင်မိသားစုဓာတ်ပုံပါပါမယ်အဲ့ဒီဓာတ်ပုံရဲ့ရှေ့နောက်မှာဆိုလို့ရှိရင်တော့အိုးအိမ်ဦးစီးဌာနရဲ့တာဝန်ခံလက်မှတ်ပြီးတော့အိုးအိမ်ဦးစီးဌာနရဲ့တစိမ့်တုံးဝိုင်းပါပါမယ်ဒုတိယစာရွက်မှာတော့အိုးအိမ်ဦးစီးဌာနရဲ့ရွှေပြောင်းမဲ့သူတွေရဲ့ရာဇဝင်အချင်းချုပ်စာရွက်ဖြစ်ပါတယ်အဲ့ဒီစာရွက်ပေါ်မှာတော့ရေခွက်နံပါတ်နဲ့တာဝန်ရှိသူတွေရဲ့လက်မှတ်ရဲ့တစိမ့်တုံးပါပါမယ်ဒါရီယာစာရွက်မှာတော့အိုးအိမ်ဦးစီးဌာနမြေနဲ့ခွန်ဌာနခွေရဲ့အရာဆောက်လုပ်နေထိုင်ခွင့်စာရွက်ဖြစ်ပါတယ်အဲ့ဒီစာရွက်မှာဆိုလို့ရှိရင်တော့နေထိုင်ခွင့်ရသူရဲ့လက်မှတ်နဲ့လက်ဝေပါပါမယ်နောက်ဆုံးစာရွက်ကတော့ပါမစ်ပိုင်ရှင်ရဲ့မီခိုဒူစင်ပါပါမယ်ရေရှားပါမစ်မှာအဲ့ဒီစာရွက်စာတမ်းအပြင်မှာနေထိုင်ခွင့်ရသူရဲ့မှတ်ပုံနဲ့မိတ္တူတကောင်စင်းမိတ္တူရဲ့ပူးရဲပါဝင်ရပါမယ်ဒါမှလည်းပါမစ်စာရွက်တွေကပြည့်စုံမှုရှိမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ